ကျက်သွန်ခွာဖို့ကျက်သွန်လီဖို့အချိန်များတဲ့အိရှင်မများအတွက်ဒီဗီဒီယိုကိုလုံးဝကြော်မတော်ပဲကြည့်တင်ပါနဲ့ရှင်ကျမဒီနေ့မိတ်ဆက်ပေးချင်တာကတော့ရွှေပြည်စိုးကော်မုတ်မပါအတင်သုံးကျက်သွန်နီကြော်လေးနဲ့ကျမမိတ်ဆက်ပေးချင်ပါတယ်ရှင်ဒီနေ့ကျမတို့ရဲ့ဒီကော်မုတ်မပါအတင်သုံးကျက်သွန်နီကြော်လေးอ่ะဆိုရင်ဒီအိရှင်မတွေအတွက်မှာလုံးဝလွယ်ကူမြန်ဆန်စီပါတယ်ရှင်ပြီးလို့ရှိရင်ကျက်သွန်ခွာရတဲ့ဒုက္ခကျက်သွန်နီရတဲ့ဒုက္ခကိုလည်းကင်းဝေးစီပါတယ်ပြီးလို့ရှိရင်ဟင်းချက်တဲ့နေရာမှာလည်းကျမတို့ကျက်သွန်နီကြော်ဟာကော်မုတ်မပါတာဖြစ်တဲ့အတွက်ကြောင့်မလို့အိုမကန်ဟင်းမတိုးလွယ်ပါဘူးရှင်ပြီးလို့ရှိရင်ဒီစီချက်နေရာမှာတုံးရင်လည်းအဆင်ပြေပါတယ်အတုတ်တုတ်စားဖို့အတွက်ပေါ့နော်စီချက်နေရာမှာတုံးရင်လည်းလွယ်ကူမြန်ဆန်စီပါတယ်ပြီးတော့ညှော်နှက်မခံနိုင်တဲ့ဟိုပါပေါ့နော်လူကြီးတွေရှိမယ်ကလေးတွေရှိမယ်ကလေးမေတွေရှိမယ်ဆိုလို့ရှိရင်လည်းဒီကျက်သွန်နီကြော်လေးကတုံးရတာလွယ်ကူမြန်ဆန်အဆင်ပြေစီပါတယ်ရှင်ဟိုကြော်စရာမလိုဘူးပေါ့နော်ညှော်နှက်လည်းမနန်တော့ဘူးပေါ့နော်ဒီကျက်သွန်နီကြော်လေးရှိခြင်းအပြင်ပြီးတော့တဘာဝကျက်သွန်နီကြော်ကိုကြိုက်တဲ့လူတွေအတွက်လည်းဒီတဘာဝကြော်လေးကိုချိုချိုမွမွေးလေးကြိုက်တယ်ဆိုလို့ရှိရင်ဒီရွှေပြည်စိုးအတင်သုံးကျက်သွန်နီကြော်လေးကိုတုံးလို့ရပါတယ်ရှင်အဲ့တော့ဟင်းချက်တဲ့နေရာမှာလည်းလွယ်ကူမြန်ဆန်စေပါတယ်ရှင်ဟင်းချက်တဲ့နေရာမှာဒါလေးကိုဘယ်လိုတုံးလဲဆိုလို့ရှိရင်အသားတွေပါတွေကိုရေဆေးပြီးတာနဲ့ကျမတို့စားအချို့ပုတ်တွေပါနေပြီးပေါ့နော်နေပြီးဆိုတာနဲ့ကျမတို့ဒီကျက်သွန်နီကြော်လေးကိုခြေပြီးတော့ပေါ့နော်ထည့်ပြီးတော့ရေလေးနဲ့လုံးပြီးတော့ချက်လိုက်တယ်ဆိုလို့ရှိရင်မှုေးပြီးတော့အနှစ်အရသာချိုချိုလေးနဲ့မှုေးတဲ့ဟင်းလျာတစ်ခွက်ကို7မိနစ်နဲ့လည်းအမြဲဆုံးချက်ပါတယ်ရှင်ဒီကျက်သွန်နီကြော်ပေါ့နော်အဲ့တော့ဟင်းတွေပဲချက်တာပဲဖြစ်ဖြစ်ကြော်တာပဲဖြစ်ဖြစ်လော်တာပဲဖြစ်ဖြစ်ပြီးလို့ချင်းစီချက်အတုံးမြန်မှာတုံးကျင်တာပဲဖြစ်ဖြစ်ရွှေပြည်စိုးအတင်သုံးဒီကျက်သွန်နီကြော်တစ်ထုပ်လေးကတော့အိမ်တိုင်းမှာစောင့်ထားတင်တယ်နော်ကျေးဇူးတင်ပါတယ်ရှင်